အားလုံးပဲမင်္ဂလာပါခင်ဗျာ Good Things Wedding Training Center ဂေဆက်သင်တန်းကျောင်းမှာပြန်လည်ကြိုဆိုပါရခင်ဗျာဒီတစ်ပတ်မှာတော့ဂေဆက်ရာတွင်ဖြစ်ပေါ်တတ်သောပြစ်ချက်များ wedding defects များအကြောင်းကိုပိုင်းနှစ်အနေနဲ့တင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာဂေပြစ်ချက်တစ်ခုဖြစ်တဲ့တန်ရည်ဆက်များလွင့်စင်ခြင်း spatter လို့ခေါ်တဲ့ spatter များလုံးခြင်းကိုအသေးစိတ်ရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာတန်ရည်ဆက်များလွင့်စင်ခြင်း spatter တွေဘာကြောင့်ထွက်ရလဲဆိုတော့နံပါတ်1 ampere များလုံးခြင်းနံပါတ်2အလန့်လို့ခေါ်တဲ့ဝရင်ချောင်းနဲ့အောက်ခံတန်များကွာဝေးလွန်းခြင်း polarity လို့ခေါ်တဲ့ DCEP DCEN အပေါင်းအုံမှန်ကန်စွာတက်ဆင်မှုမရှိခြင်းဒီနေရာမှာဝရင်ဆက်မှာပါဝင်တဲ့ငုတ်တွေကိုတည်တည်ကြကြအပေါင်းနဲ့နှုတ်ကိုမှန်ကန်စွာတက်ချင်မှုမရှိခြင်းကိုဆိုလိုရင်းဖြစ်ပါတယ် electrode နောက်တစ်ခုကတော့ electrode extension လို့ခေါ်တဲ့ဝရင်ကောက်ကမှာရှိနေတဲ့ contact မှာဝါယာတွေကရှည်နေလုံးချင်းဖြစ်ပါတယ်ဒီဟာကတော့ GMA review နဲ့ FCA review အရက်အခေါ် CO2 မှာဖြစ်တာများပါတယ်နောက်တစ်ခုကတန်များမှာတန်ကြီးတွေတက်နေတဲ့ညစ်ပေနေလို့ရှိရင်လည်း spatter တွေများစွာထွက်နိုင်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ဝရင်ချောင်းဝရင်ဝါယာများမတန့်စင်ခြင်းအဆူဓာတ်ရှိနေခြင်းတန်ကြီးတွေတက်နေခြင်းညစ်ပေနေခြင်းစီကြီးတွေပေနေခြင်းဒီဟာတွေကြောင့်မို့လို့လေspatter များစွာထွက်နိုင်ပါတယ်ခင်ဗျာသင်တန်းတက်ကျင်နေဆိုရင်တော့ Good Thing Wedding Training Center အမှတ်610ကျွန်းသာယာနာ26ရပ်ကွက်တောင်တကုန်းဖုန်း3992548989တို့ဆက်တွဲပြီးတက်ရောက်နိုင်ပါတယ်ခင်ဗျာတန်ရင်ဆက်များလွှင့်စင်ခြင်း spatter ထွက်ခြင်းကိုကာကွယ်ရန်အတွက် ampere ရှော့ချဖို့လိုအပ်ပါတယ်မိမိတန်ပြားအထူပါပေါ်မူတည်ပြီးတော့မှတင်းတော်တဲ့မီးအားကိုချိန်ကြည့်ပြီးဆော်ဖို့လိုအပ်ပါတယ်နောက်တစ်ခုကအလန့်ရှင်နေလို့ရှိရင်လည်းအလန့်ကိုကြောချပြီးတော့မှတင်းတော်တဲ့အလန့်နဲ့ဆော်ဖို့လိုအပ်ပါတယ်နောက်တစ်ခုက polarity လို့ခေါ်တဲ့ DCEP DCEN ဆိုတဲ့အပေါင်းအနှုံငုတ်တွေကိုမှန်ကန်စွာတက်ဆင်ထားခြင်းရှိမရှိစစ်ဆေးဖို့လိုအပ်ပါတယ်နောက်တစ်ခုက electrode extension လို့ခေါ်တဲ့ contact ကနေပြီးတော့မှထွက်နေတဲ့ဝါယာအရှည်ကိုရှည်နေလို့ရှိရင်ချောချပြီးဆော်ဖို့လိုအပ်ပါတယ်နောက်တစ်ခုကမစော်ခင်မှာတန်ပြားကိုတန်ကြီးတွေစီကြီးတွေရင်ငွေ့တွေမရှိနေအောင်ပြုလုပ်ပေးဖို့လိုအပ်ပါတယ်ဒီအပြင်ဝရင်ချောင်းနဲ့ဝရင်ဝါယာများကိုလည်းစနစ်တကျတန်ရှင်းပြုလုပ်ပြီးမှဆော်ရင် spatter ထွက်ခြင်းမှာကာကွယ်နိုင်မှာဖြစ်ပါတယ်ခင်ဗျာ